အားလုံးပဲမင်္ဂလာပါခင်ဗျာမပြေရှင်းနိုင်တော့ကဘာကျော်လှုပ်ဝက်ချက်များအပိုင်း9ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ခင်မီနီးပညာတွေဘလောက်ပဲတိုးတက်နေပါစီယနေ့တိုင်းသိပ္ပံပညာရှင်တွေဖွင့်ဖို့လုံးဝမဝင်ရဲကြသေးတဲ့မြေသားစစ်တီတော်ထောင်ပေါင်းများစွာစောင့်ကြနေတဲ့ဧကတိစီစီဝမ်ရဲ့ကိုဗိမန်ကြီးရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မင်းသားကြီးကျဲလီတောင်မှာသူ့ရဲ့နာမည်ကြီးဟောလိဝုဒ်ဇာတ်ကားဒဲမန်မီ3ထဲမှာဒီကုသင်းချိုင်းကိုအခြေခံပြီးထဲသွင်းရိုက်ကူးကြရတဲ့အထိနာမည်ကျော်ပါတယ်ဒီကုသင်းချိုင်းထဲမှာဘလို့အန်ဒီရီဘလို့လှုပ်ဝက်ချက်တွေပုံကွယ်နေလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ဗျလွန်ခဲ့တဲ့1948ခုနှစ်မလ29ရက်နေ့မှာရှမ်းရှိပြည်နယ်ရဲ့ကြေးရွာလေးတစ်ရွာမှာရန်ကြီးဖားလို့အမည်ရတဲ့လယ်သမားတို့ဟာရေရင်းတူရင်းနဲ့ရှင်စေးရုပ်ထုအပိုင်းအစတွေကိုမတော်တဆတွေ့ရှိခဲ့ပါတယ်ဒါဟာသမိုင်းပညာရှင်တွေအတွက်တော့အကြီးကျယ်ဆုံးတွေ့ရှိမှုကြီးတစ်ခုဖြစ်လာခဲ့ပါတယ်ဒီကိုဗိမန်ကိုဧကတိစီစီဝမ်ကတိစောက်ခဲ့တာဖြစ်ပါတယ်ဧကတိစီစီဝမ်ဟာတရုတ်ပြည်ကြီးတစ်ခုလုံးကိုပထမဆုံးစီးလုံးနိုင်ခဲ့တဲ့အာဏာအရှိဆုံးဘုရင်တစ်ပါးလေးဖြစ်ပါတယ်ဒီကိုဗိမန်ကိုသူအသက်73နှစ်သားအရွယ်ကလေးကစတင်တိစောက်ခဲ့တာဖြစ်ပြီး38နှစ်ကြာမှပြီးစီးခဲ့ပါတယ်ရှီဟောင်းမှတ်တမ်းတွေအရဒီကိုဗိမန်ကြီးကိုဖန်တီးဖို့အလုသမားနဲ့လက်မှုပညာရှင်ပေါင်း9သိန်းကျော်အသုံးပြုခဲ့ရပြီးစုစုပေါင်းအကျယ်ဝန်းဟာ56စတုရန်ကီလိုမီတာအထိကျယ်ဝန်းပါတယ်ဒါဟာကမ္ဘာအကြီးမားဆုံးမြေအောင်နန်းတော်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ကိုဗိမန်ကိုဝန်ရံထားတဲ့ရုံးမြေစစ်တီတွေစစ်မြင်းတွေနဲ့ရထားလုံးတွေပြည့်နေတဲ့မြေမြုပ်ကျင်းပေါင်းရာနဲ့ချီပြီးရှိပါတယ်။လက်ရှိအချိန်ထိစစ်သားရုပ်ထုပေါင်း8000ကျော်ရှာဖွေတွေ့ရှိထားပြီးစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့အဲ့ဒီရုပ်ထုတစ်ခုချင်းစီရဲ့အရက်အမောင်းဝစ်စုံနေတာမကမျက်နှာအမူအရာတွေဟာတစ်ခုနဲ့တစ်ခုလုံးဝမတူညီကြပါဘူး။တမိုင်းမှာတကယ်ပဲအသက်ရှင်ခဲ့မှုတဲ့စစ်တီတော်တွေအတိုင်းထိုးစစ်ထားတာဖြစ်ပါတယ်။သမိုင်းပညာရှင်စီမာချမ်းရဲ့မှတ်တမ်းတွေအရဧကတိဟာသူကွယ်လွန်ပြီးနောက်ဘဝမှာပါဆက်လက်အုပ်ချုပ်နိုင်ဖို့နိုင်ငံတစ်ခုလုံးကိုပုံစံငယ်အနေနဲ့မြေအောင်မှာပုံဖော်တိစောက်ခဲ့တာလို့ဆိုပါတယ်။ဧကတိဆက်တော်ခေါ်ရာအလဲဗိမန်ကိုတော့ယနေ့တိုင်မဖွင့်နိုင်ကြသေးပါဘူး။သမိုင်းမှတ်တမ်းတွေအရအဲ့ဒီအခန်းထဲမှာတရုတ်ပြည်ရဲ့မြေကြီးတွေကိုကိုစားပြုတဲ့ဗျာဒားမြစ်တွေဖန်တီးထားပြီးထာဝရစီးစီးနိုင်အောင်ဒီဇိုင်းဆွဲထားတယ်လို့ဆိုပါတယ်။ယနေ့ခေတ်သိပ္ပံပညာရှင်တွေကအစင်မြင့်ကိရိယာတွေနဲ့တိုင်းတာကြည့်တဲ့အခါကိုဗိမန်မြေစီလွှာထဲမှာပြဓာတ်တွေအလွန်မြင့်မားနေတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဒါကြောင့်သာအလောတကြီးဖွင့်လိုက်ရင်ကြီးမားတဲ့ဓာတုဗေဒဆိုင်ရာဘေးအန္တရာယ်တွေဖြစ်လာနိုင်ပါတယ်။ဒါတွေမကသေးပါဘူး။ကျူကျော်သူတွေကိုတားဆီးဖို့အတွက်အလိုလျောက်ပြစ်ခတ်နိုင်တဲ့ဆက်ရန်တရားတွေမြားတွေနဲ့တည်စီနိုင်တဲ့ထောင်ချောက်ပေါင်းများစွာကိုလည်းတက်ဆင်ထားပါသေးတယ်။ဒဏ္ဍာရီတွေအရတော့ဒီကိုဗိမန်ရဲ့ဝင်ပေါင်းတဲ့လှုပ်ဝက်ချက်တွေကိုဘယ်သူမှမသိနိုင်ဘူးအတွက်လုံသမားနဲ့လက်မှုပညာရှင်တွေအားလုံးကိုမြေမြုပ်ပစ်ခဲ့တယ်လို့ဆိုပါတယ်။ဒါဆိုရင်ခင်မီနီးပညာတွေရှိနေတဲ့ဒီကနေ့ခေတ်မှာသိပ္ပံပညာရှင်တွေကဘာလို့ဆက်မတူးရဲကြတာလဲအဓိကအချက်ကတော့လုံးဝပျက်စီးသွားမှာဆိုလို့ဖြစ်ပါတယ်မြေသားစစ်တီတော်တွေကိုပထမဆုံးရှာဖွေတွေ့ရှိခဲ့စဉ်တုန်းကရုပ်ထုတွေမှာတောက်ပတဲ့စီအောင်စုံတွေပါရှိခဲ့ပေမဲ့လေထုနဲ့ထိတွေ့ပြီးမိနစ်ပိုင်းအတွင်းမှာအယောင်တွေအကုန်ကွာကျပျက်စီးသွားခဲ့ပါတယ်ကိုဗိမန်ထဲမှာရှိနေနိုင်တဲ့အဖိုးတန်ပိုးတွေရှေးဟောင်းစာရွက်စာတမ်းတွေကိုလေထုတန်ကားနေရှားနှုံးတွေကာကွယ်ပေးနိုင်မဲ့နည်းပညာကအစင်းသစ်မဖြစ်သေးပါဘူး။ဒါအပြင်တရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုအရာဧကတိရဲ့ကိုဗိမန်ကိုနှောက်ယှက်ခြင်းဟာဘိုးဘွားတွေကိုစော်ကားတာလို့ယူဆကြတဲ့အတွက်အစိုးရကိုယ်တိုင်ကလည်းတိုင်းတာရရှိတဲ့အချက်လက်တွေကိုထုတ်ပြန်ဖို့အလွန်သတိထားကြရပါတယ်။ယနေ့ခေတ်မှာခီးသွွားတန်ပေါင်းများစွာကဒီမြေသားစစ်တီတော်တွေကိုလာရောက်အံ့ဩချီးကျူးနေကြပေမဲ့ဧကတိရဲ့တကယ်ရုပ်အလောင်းရှိရာဗဟိုဗိမန်ကတော့တိတ်ဆိတ်စွာနဲ့ပုံကွယ်နေစေဖြစ်ပါတယ်။တိုးတက်လာမယ့်အနာဂတ်နည်းပညာတွေနဲ့သာဒီကိုဗိမန်ကြီးကိုဖွင့်လှစ်နိုင်ခဲ့ရင်ပျောက်ဆုံးနေတဲ့သမိုင်းတွေကလှုပ်ဝက်ချက်အတော်များများကိုရှာတွေ့နိုင်အောင်ပါသိကြပါလိမ့်။ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်။နောက်ထပ်စိတ်ဝင်စားစရာအပိုင်းတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။